Hello, Visual Dashcam, Visual Live. Video now, Microsoft Wordကိုမှစပြီးတော့ပုံနေပြီးတော့ရုံးသားတွေပါရပေါ်တော့ဒီနေ့စနစ်တကျနေနဲ့ပတ်သက်တုံးပြရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြီးတော့မှာဖြစ်ပါတယ်။ဒီဗီဒီယိုကတော့ဒီနေ့မှာလေးတဲ့ညီရပါလို့ရှင်။ပထမဆုံးက Microsoft Word ပြင်မယ်ဆိုလို့ရှိရင်ဒီရဲ့ desktop ပေါ်မှာ Word 2018ဒီလိုမျိုးကြောင်းတော့ Word 2010 Word 2009ဆိုပြီးတော့ရှာလို့မတွေ့နေလို့ရှိရင်ဒီရဲ့ search bar လေးမှာ Word ဆိုပြီးတော့ရိုက်ထည့်လိုက်ပါ။ဒါဆိုရင်တော့ကိုသုံးတဲ့ version အနေနဲ့Word 2018ဆိုပြီးပေါ်လာပါလိမ့်မယ်။ဒီကိုဆက်တက်ကြည့်နေပြီးတော့ဖွင့်လိုက်ပါ။ဖွင့်ပြီးတာဒီဆိုတာနဲ့ဒီမှာဘာမှမယူဘဲနဲ့ Send Document ကိုယူပြီးလိုက်လို့ရပါတယ်။ Send Document နဲ့ရောက်ပြီဆိုလို့ရှိရင်ဘာမှမတုံ့ပြန်ဒီမှာပြရမယ်အချက်လေးရှိပါတယ်။ဒီကဘာလဲဆိုလို့ရှိရင်ဒီရဲ့File Home View ဒီရဲ့အပေါ်ကဟာလေးကို Tab လို့ခေါ်ပါတယ်။ဒါလေးကို Tab လို့ခေါ်ပြီးတော့ဒီအောက်မှာရှိရဲ့ဒီ Home ထဲကိုနေရာကြည့်လို့ရှိရင်ဒီအောက်မှာပေါ်လာတဲ့ Clipboard Font Paragraph Style အဲဒီစတဲ့အကွက်တွေကိုပါခေါ်လို့ဆိုလို့ရှိရင် Command လို့ခေါ်ပါတယ်။ကိုက Tab ကိုနေလာလို့ရှိရင် Tab အောက်မှာပေါ်လာတဲ့ဟာကို Command လို့ခေါ်ပါတယ်။ဆိုတော့ Home Tab ထဲဝင်လိုက်မယ်ဆိုလို့ရှိရင်ဘာတွေတွေ့ရ Command မှာဘာတွေတွေ့ရမလဲဆိုလို့ရှိရင် Clipboard Font စသဖြင့်ဒီမှာရှိတဲ့ Command ကလေးတွေကိုတွေ့ရပါလိမ့်မယ်။ဆိုတော့အခုကဒီမှာ Home Tab ထဲဝင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနဲ့သက်ဆိုင်တဲ့ Command လေးတွေကိုတွေ့ရပါလိမ့်မယ်။ဒါဆိုရင် Insert Tab ထဲဝင်ကြည့်မယ်ဆိုလို့ရှိရင်လည်း Insert နဲ့သက်ဆိုင်တဲ့ Command လေးတွေကိုတွေ့ရပါလိမ့်မယ်။ဆိုတော့ Insert နဲ့သက်ဆိုင်တဲ့ Command လေးတွေကဘာလို့ရှိလဲဆိုလို့ရှိရင် Insert ဆိုတဲ့အတိုင်းဒီကိုထည့်လို့ရမယ်။ဘာတွေထည့်လို့ရမလဲဆိုရင်ဒီပဲဆရာကွက်လေးထည့်လို့ရမယ်။ပုံတွေထည့်လို့ရမယ်။ shape တွေထည့်လို့ရမယ်။စသဖြင့်အမျိုးမျိုးရှိပါတယ်။ဆိုရှင် Design Layout ဆိုတော့ဒီမှာအသုံးပြုရမယ့် tab တွေမှာ tab တွေကိုအဓိကအသုံးပြုရမလဲဆိုလို့ရှိရင် Layout ကိုအသုံးပြုရမယ်။ Home နဲ့ Insert tab ရဲ့ဒီရဲ့ tab 3ခုကိုကောင်းကောင်းလေးအသုံးပြုနေရပါမယ်။ဆိုတော့ပထမဆုံးအနေနဲ့ရုံးစာတွေရိုက်ဖို့အတွက် Microsoft Word ကိုဘယ်လိုမျိုးနည်းစနစ်တကျအသုံးပြုမလဲ။ဒါဆိုလို့ရှိရင်ပထမဆုံးရုံးစာရိုက်ဖို့အတွက်ဆိုလို့ရှိရင်ကိုကmargin ယူတာကိုသိရမယ်။အဲ့တော့ margin တက်ရမယ်။ရုံးစာရိုက်ဖို့အတွက်ဆိုလို့ရှိရင်ကိုက margin ယူမယ်။စာရွက်ယူမယ်ဆိုလို့ရှိရင်ဘယ်ထဲမှာသွားယူရမလဲဆိုရင်ဒီရဲ့ Layout tab ထဲမှာလာပြီးတော့ယူလို့ရပါတယ်။ဆိုတော့Home ထဲမှာရှိနေတာနေပြီးတော့စာရွက်ယူမှာဖြစ်တဲ့အတွက်ကြောင့်မို့ Layout ထဲသွားလိုက်ပါ။ဆိုတော့ Layout ထဲရောက်ပြီဆိုလို့ရှိရင်သူကဘာတွေရှိလဲဆိုလို့ရှိရင်ဒီမှာမှတ်ရမှာက margin ရှိမယ်။ orientation ရှိမယ်။ size ဆိုပြီးတော့ရှိပါလိမ့်မယ်။အဲ့တော့ဒီ share တို့ဒီမှာဘာကိုအသုံးပြုမှာလဲဆိုလို့ရှိရင်site ကတော့စာရွက် site ကများတော့အပြင်ဘာတွေအသုံးပြုလဲဆိုလို့ရှိရင် A4 တို့ PK တို့ကိုအသုံးပြုတာများတယ်။နောက်ပုံမှန်ရုံးစာတွေရိုက်ပြီဆိုလို့ရှိရင်တော့ A4 size ကိုအသုံးပြုပို့ပြီးတော့များတယ်ပေါ့နော်။အဲ့တော့ဒီရဲ့စာရွက် size နေရာမှာ letter ကိုအပြာရောင်လေးဖြစ်နေသူက letter ကို size ကိုရေးထားတာ။အဲ့တော့ A4 ကိုသုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့ A4 ကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ဒါဆိုရင်ဒီ share တို့ရဲ့စာရွက် size တွေက A4 size ဖြစ်သွားပါပြီ။ A4 size ဖြစ်သွားပြီဆိုလို့ရှိရင်ဆိုတော့ size ရွေးတက်ပြီဆိုလို့ရှိရင်နောက်တစ်ခုအနေနဲ့ဘာကြည့်ရမလဲဆိုရင် orientation မှာသူက portrait နဲ့ landscape ဆိုပြီး2မျိုးရှိပါတယ်။ portrait ဆိုတာကကျတော့ဒီလိုမျိုး down light စာရိုက်ထားတာကိုပြောပြီးတော့ landscape ကတော့အလျားလိုက်စာရိုက်ထားတာကိုပြောတာပါ။အဲ့ဒီ shadow အနေနဲ့ကိုကစာဘယ်လိုရိုက်မှာလဲ။ down light ရိုက်ချင်တယ်ဆိုရင် portrait ကိုရွေးပြီးတော့အလျားလိုက်ရိုက်ချင်တယ်ဆိုရင် landscape ကိုရွေးပေးရပါတယ်။ဆိုတော့ဒီမှာ margin မှာကပုံမှန်အားဖြင့်ရုံးစာတွေရိုက်မယ်ဆိုရင် margin ကိုဘယ်လိုထားပြီးရိုက်လဲဆိုလို့ရှိရင် top left bottom ကို 0.7 ထားပြီးတော့ top right bottom 0.7 ထားပြီးတော့ left ကို 1.2 ထားပြီးရိုက်ပါတယ်။ဆိုတော့ဒီမှာဒီ shadow ကြည့်လိုက်မယ်ဆိုရင် margin နဲ့ဝင်ကြည့်လိုက်မယ်ဆိုရင် margin ကဒီမှာသူကဘာကြီးပြတာလဲဆိုရင် normal narrow moderate ဆိုပြီးတော့ပြတယ်။အဲ့တော့ဒီ shadow လို့ရှိရင် margin size ကမရှိနေတဲ့အတွက်ကြောင့်မို့ဒီရဲ့ custom margin နဲ့ကိုဝင်ပေးရပါမယ်။
ဆိုတော့ custom margin ကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်ခဏတော့ pixel ပြောပြပြီးရယ် format အတိုင်း top ရယ် right ရယ် bottom ရယ်ကို 0.7 ထားလိုက်မယ်ဆိုတော့ဒီအပေါ်ကများလေးကိုနှိပ်လို့ရှိရင် margin ကတိုးလာပြီးတော့အောက်ကများလေးကိုနှိပ်လို့ရှိရင်ဒီကရောလာမှာဖြစ်ပါတယ် 0.7တော့ဒီရဲ့ left ကိုတော့ဒီ0 1.2 ထားပေးပါမယ်1.2 ထားပြီးရင် OK ကိုနှိပ်လိုက်ပါအဲဆိုတော့ဒီ0ရဲ့ right ရက်က margin size လေးပြောင်းသွားဖြစ်ပါတယ်ဒီအပေါ်ကတွေ့ရအောင်ကြည့်ပြီးတော့လည်းဒီ0 margin ကိုလာပြီးတော့ကြည့်လို့ရပါတယ်ဆိုတော့ဟုတ်ပြီစာရွက်ယူပြီးသားပြီဆိုလို့ရှိရင်နောက်တစ်ခုအနေနဲ့မလုပ်ရမလဲဆိုရင်font ယူလို့ရပါမယ်font ယူပေးမယ် font ယူပေးမယ်ဆိုလို့ရှိရင်ဒီ0 font အကန့်အသတ်တွေမှာရှိတယ်လေဆိုလို့ရှိရင် home tab ထဲမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ0 home tab ကိုတစ်ချက်တော့နှိပ်ပါမယ်ဆိုတော့ဒီရဲ့ font မှာမြန်မာစာရိုက်မယ်ဆိုလို့ရှိရင်မြန်မာစာရိုက်မယ်ဆိုရင် font ကိုပါယူပေးရမယ်ဆိုလို့ရှိရင်ဒီတောင်စုဒါမှမဟုတ်ဒီတောင်စုမှာယူပေးရပါမယ် font size ကိုကြာတော့ဘယ်လောက်ထားရပြီလဲဆိုလို့ရှိရင် font size 73ထားပြီးပြရပါမယ်ဆိုတော့တချို့ဆက်တွေမှာပြည်အောင်စုရေးရုံနဲ့မြန်မာစာမှန်သွားပြီးတော့တချို့ဆက်တွေမှာကျတော့ပြည်အောင်စုရေးရုံနဲ့မြန်မာစာမှန်တဲ့အတွက်ကြောင့်မို့ပြည်အောင်စုနံပါတ်ရေးပေးရမှာဖြစ်ပါတယ်ဒီကျတော့ font ပြောင်းရှင်တဲ့အတွက်ကြောင့်မို့အရင်ဆုံး home tab ထဲရောက်လာမယ်ဒါဆိုလို့ရှိရင်ဒီရဲ့ font ဆိုတဲ့အကွက်ထဲမှာcalibri ဆိုတဲ့အကွက်ထဲမှာဒီကျတော့ကမြန်မာစာရိုက်မှာဖြစ်တဲ့အတွက်ကြောင့်မို့ပြည်အောင်စုဆိုတဲ့အကိုရိုက်ထည့်ပေးလိုက်ရပါတယ်ဒီတောင်တော့ဒီရှယ်ဒီမှာပြည်အောင်စုဖောင်မှုမတွင်ရတဲ့အတွက်ကြောင့်မို့ပြည်အောင်စုဆိုပြီးရိုက်ထည့်လို့မရတာဖြစ်နေပါတယ်တော့ပြည်အောင်စုဖောင်တွင်ပြီးတော့လို့ရှိရင်ပြည်အောင်စုဖောင်ကိုရိုက်ထည့်ပေးလို့ရပါလိမ့်မယ်ဒီမှာ font size 73ကိုထားလိုက်ပါ73ထားပြီးရင်နားထောက်လိုက်ပါဒါဆိုရင် font size လေးပြောင်းသွားပါလိမ့်မယ်ဆိုတော့ဒီရှယ်တို့ဒီနေ့မှာတော့စာရွက်ဘယ်လိုယူမယ် font size font size လေးဘယ်လိုပြောင်းမလဲဆိုတာကြည့်ပြီးဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုမှာဒီရှယ်တို့စာပေကိုစာရိုက်ရမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပြပေးသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်